အာကာသထဲကရာဝတ္ထုတစ်ခုနဲ့တူနေတဲ့မုံလာထုတ်အသေးလေးများဟာအနောက်နိုင်ငံတွေမှာနေစဉ်စားသုံးနေတဲ့ဟင်းသီးဟင်းရက်တွေထဲကတစ်မျိုးဖြစ်ပြီးရိုးတံတစ်ခုမှတင်အဖူးလေးတွေ40ကနေ80အထိတီးနိုင်ပါတယ်။ရိတ်သိမ်းချိန်မှာတော့အလုပ်သမားတွေကရိုးတံတစ်ခုလုံးကိုခုတ်ပြီးကွန်ဗေယာပတ်လမ်းပေါ်တင်ပေးလိုက်ရာကနေရိတ်သိမ်းဆက်ထဲရောက်တဲ့အခါတစ်စက္ကန့်အတွင်းမှာတင်ရိုးတံဘောကအဖူးလေးတွေအားလုံးကိုပြောင်းစင်အောင်ချွေချလိုက်ပါတယ်။အဲ့ဒီနောက်စက်ရုံထဲကိုရောက်သွားတဲ့အခါကွန်ဗေယာပေါ်မှာရွေ့လျားနေတဲ့အသီးတွေကိုကင်မရာတွေကတစ်စက္ကန့်ကိုပုံပေါင်း24ပုံနှုန်းနဲ့ရိုက်ကူးပြီးအနာအစားအယောင်နဲ့ပုံစံတွေကိုအသေးစိတ်စစ်ဆေးပါတယ်။ဒီအစ်စ်မှာတင်စိုက်ပျိုးထားတဲ့အသီး3ပုံ1ပုံခန့်ဟာအရေးအသွေးမမီလို့ပယ်ထုတ်ချင်းခံရပြီးအဆိုပါအသီးတွေကိုအေးခဲဟင်းသီးဟင်းရွက်တွေနဲ့အခြားပြုပြင်ထားတဲ့အစားအစာတွေအဖြစ်အသုံးပြုကာအကောင်းဆုံးအသီးတွေကိုသာကုံစုံဆိုင်တွေစီပို့ဆောင်ရောင်းချတာဖြစ်ပါတယ်။နောက်ထပ်ထူးခြားချက်တစ်ခုကတော့ရိတ်သိမ်းချိန်မှာစိုက်ခင်းမြေပြင်ကမိုးရွာထားသလိုမျိုးရွှဲနေတာပဲဖြစ်ပါတယ်။ဒါဟာမိုးရွာတာမဟုတ်ပဲမြေသားနုညံ့စေဖို့အရွက်တွေမပြဲစေဖို့နဲ့အပင်ထဲကပိုးမွားတွေကိုမောင်းထုတ်ဖို့အတွက်ရည်ရွယ်ပြီးတမင်ရေဖြန်းထားတာဖြစ်ပါတယ်။ဒါကြောင့်တင်မြင်တွေ့နေရတဲ့မြင်ကွင်းဟာအသီးတွေကိုရိုးရိုးရှင်းရှင်းဆေးကြောနေတာမဟုတ်ပဲစိုက်ခင်းတွေကနေစတင်လိုက်တဲ့အရေးအသွေးစစ်ထုတ်မှုလုပ်ငန်းစဉ်ကြီးပဲဖြစ်ပါတယ်